လာဟိုစပိန်စီလာခွဲလိုက်မေးရဘာလို့ဒီကလုံးဟိုလေးမင်္ဂလာပါ မင်္ဂလာပါ ဟောလေမိကုန်းလေးမေးလို့ရလား ရပါ နော်ဟောလေတိုးလေးတက်ကော်ဖီကိုတီးလားမသိဘူး သိပါတယ်သိပါပါ တီးရလားဘယ်မှာစတီးရလဲမသိဘူး မေမျိုးမှာစတယ် အဲ့ဆိုအဲ့ဒီတက်ကော်ဖီကကြာဘယ်လိုမျိုးအရင်စတီးလဲ ဘယ်လိုမျိုးရင်စသည်လဲ တဲ့တဲ့ကော်ဖီ တဲထဲမှာလို့တဲကို တဲ့တဲ့မှာ တဲကိုပုတ်ပေးပြီးတော့ကော်ဖီဖြုတ်တာ တဲကိုပူပေးပြီးတော့တဲထဲမှာဝင်တဲ့ကော်ဖီကိုစတီးရအဲ့ဆိုရင်သွားရောက်တောက်ဘူးလားမသိဘူး တောက်ဘူးရယ် တောက်ဘူးတယ်ဟုတ်လားဘယ်မှာတောက်ဘူးလား ပြုံးလွယ်မှာတောက်ဘူးရယ် ပြုံးလည်းမှာတောက်ဘူးဟုတ်ပြီကျေးဇူးပါအဲ့ဆိုတိုးလေးတက်ကော်ဖီကိုတီးလို့ကော်ဖီလေးလက်ဆောင်တိုက်ပါတယ် ဝဲပါကျေးဇူးပါဟိုးရလာပြီ ကော်ဖီကတခါလေးတောက်တာဆိုတော့အရသာလေးလည်းပြောပြပေးပါအောင် ကောင်းပါတော်ကောင်းတယ် တော်တောက်လို့ကောင်းတယ်ဟာစတဲ့နဲ့ကောင်းပါတယ် အဲ့ဆိုပြိတ္တတွေကိုလည်းဖိတ်ခေါ်ပေးပါအောင်တက်ကော်ဖီကို မင်းတို့ရောက်ရင်လည်း တကယ်ကောင်းပါတယ် တောက်သူတို့မန်းလေးမှာလည်းတောက်ရရပါတယ်